အောင်းနမနာသူ့ရဲ့အစစ်အမှန်စွမ်းအားကိုတက်တည်ပြဖို့စက်ကဝါအနှံ့ကဆူပရာမန်ဂိုကူဆဲတမနဲ့အတမဆုံးစစ်တီတော်တွေကိုတယောက်ပြီးတယောက်စိန်ခေါ်ခဲ့ရင်ဘာဖြစ်မလဲသူတို့အားလုံးကိုတူးထောက်စေနိုင်မလားဒါမှမဟုတ်မိနစ်ပိုင်းတွင်းမှာပဲသူကိုယ်တိုင်အတိတ်ကြံရည်သူဖြစ်သွားမလားပထမဆုံးအောင်းနမဟာဆူပရာမန်ကိုရှာဖို့တစ်စက်ကဝါကိုတွားခဲ့ပေမဲ့ဆူပရာမန်ကိုဘာမှရှာမတွေ့ခဲ့ပါဘူးအဲ့ဒီအစာဘက်မန်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပြီးတူတောင်းတဲ့တိုက်ပွဲအပြီးမှာဘက်မန်ကိုအပြတ်သက်အနိုင်ယူလိုက်ပါတယ်အောင်းနမရဲ့အမခန်စွမ်းအားကိုမြင်တွေ့ပြီးတဲ့နောက်တခါနဲ့မာဘုံနှစ်ဖက်လုံးကဟီးရိုးအတော်များများရောက်လာပြီးသူ့ကိုစိန်ခေါ်ကြပေမဲ့အောင်းနမကသူတို့ကိုတယောက်ပြီးတယောက်ဆက်တိုက်အနိုင်ယူနေခဲ့တာပါအဲ့ဒီအချိန်မှာ Captain America ကနောက်ကနေရုတ်တရက်တိုက်ခိုက်ပြီးသူ့တိုင်းနဲ့အာနမန်ဘက်ကိုပြစ်ပေါက်လိုက်ပါတယ်။ဒါပေမဲ့အာနမန်ကအဲ့ဒီတိုက်ခိုက်မှုကိုလွယ်လွယ်ကူကူပဲတားဆီးလိုက်ပြီးပြင်းထန်တဲ့အားနဲ့ပြန်ရိုက်ထုတ်လိုက်တာကြောင့် Captain America ဟာပြင်းပြင်းထန်ထန်ဒဏ်ရာရပြီးကျမ်းပြင်ပေါ်ပြစ်ကျသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာ Superman စတင်ရောက်ရှိလာခဲ့တာပါ။အခုထိတော့အာနမန်ဟာအားဆိုင်စရာတော့မလိုပဲလူတိုင်းကိုဖျက်ဆီးနေခဲ့တာဖြစ်ပေမဲ့ Superman စစ်မြေပြင်ထဲဝင်လာတဲ့စက္ကန့်မှာပဲအရာရာအလုံးလုံးဝပြောင်းလဲသွားခဲ့ပါတယ်။အောင်းနမန်ကထိုးချက်တွေစက်တိုက်ပစ်သွင်းခဲ့ပေမဲ့ဘာတစ်ချက်မှဆူပရာမန်ကိုအထူးကဒဏ်ရာမရစေခဲ့ပါဘူး။အဲ့ဒီအစားဆူပရာမန်ရဲ့ပြင်းထန်လာတဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကအောင်းနမန်ရဲ့အယိုးတွေကိုစတင်ကျိုးသွားစေခဲ့တာပါ။ဆူပရာမန်ကအောင်းနမန်ရဲ့လေဘင်းကိုစုပ်ကင်ပြီးပြင်းထန်တဲ့လက်တိချက်တွေနဲ့စက်တိုက်ထိုးနှက်ကတောင်တန်းကြီးတွေကိုထွင်းဖောက်ပြီးလွင့်ထွက်သွားစေခဲ့ပါတယ်။ဒါပေမဲ့အောင်းနမန်ကမတ်တက်ပြန်ရဖို့ကြိုးစားလိုက်တာနဲ့ဆူပရာမန်ကသူ့ရှေ့မှာတန်းရောက်နေပြီးသားပါအောင်းနမန်ကအရှုံးမပေးပဲသူ့မှာရှိသမျှစွမ်းအားပြည့်နဲ့ဆူပရာမန်ကိုစက်တိုက်ထိုးနှက်ခဲ့ပေမဲ့ဘာကျိုးမှမရှိခဲ့ပါဘူး။ဒီနောက်ဆူပရာမန်ကပြင်းထန်တဲ့လက်တိတစ်ချက်ပစ်သွင်းလိုက်ရအောင်နမန်မှာအပြင်းအထန်ဒဏ်ရာရသွားခဲ့ပါတယ်ဆူပရာမန်ကသူ့ကိုဆွဲယူပြီးကောင်းကင်ဘုံကိုအရှိန်လုံးမှပြန်တက်သွားကအားကုန်တဲ့မြေပြင်ဘုံကိုပြန်ဆောင်ချလိုက်ပါတယ်အောင်းနမန်မြေပြင်ပေါ်ပြက်ကျသွားတဲ့စက္ကန့်မှာပဲကြီးမားတဲ့ပောက်ကွဲမှုကြီးဖြစ်ပေါ်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးဖုံးမုံတွေနဲ့ဖုံးလွှမ်းသွားခဲ့ပါတယ်ဖုံးမုံတွေဆင်းသွားတဲ့အခါအောင်းနမန်ကမတ်တက်ပင်မရက်နိုင်တော့ပါဘူးဒါပေမဲ့ဆူပရာမန်ကမရက်သေးပဲဆက်ဆင်းလာပြီးအောင်းနမန်ကိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့တစ်ချက်ပြီးတစ်ချက်ဆက်တိုက်ထိုးနှက်လိုက်ပါတော့တယ်